မင်္ဂလာပါအခုတလောဘာလို့မှမသိပဲလမ်းပြောင်းနေတဲ့သူတွေရှိလားဒါဆိုတော့ဒီဗီဒီယိုကအသင့်အတွက်ပါကျွန်တော်အားလုံးတစ်ခါဘဝမှာစူးစမ်းတိုင်းမအောင်မြင်တာအတိမတ်ပြုမခံရတာတွေကြောင့်စိတ်ဓာတ်ကျစိတ်ပြည့်အားငယ်မှုတွေကြုံရတတ်ပါတယ်ဒါကပုံမှန်ပါပဲစိတ်ဓာတ်ကျလို့ရတယ်ဒါပေမဲ့အရှုံးပေးလိုက်လို့မရပါဘူးအဲ့လိုအခြေအနေကနေရုံးထွက်ဖို့အတွက်အခြေခံကျတဲ့အယူဆလေး၃ချက်ကြောင်းကိုကျွန်တော်မျှဝေချင်ပါတယ်နံပါတ်1အသေးမွားလေးတွေကနေစပါရီမန်းချက်ကြီးကြီးအိမ်မက်ကြီးကြီးတွေမက်ပြီးစလုပ်နေမယ်စားအသေးမွားလေးတွေကနေစလုပ်ပါဥပမာ online ကနေ free တင်လို့ရတဲ့ course တွေသင်ကြည့်တာမျိုးဘာသာစကားအသစ်တစ်ခုစတင်တာမျိုးစာအုပ်တစ်အုပ်ကိုပြီးအောင်ဖတ်တာမျိုးဟင်းတစ်ခွက်ကိုကိုယ်တိုင်အစဆုံးချက်ကြည့်တာမျိုးစတဲ့အသစ်ပညာရပ်တွေကိုစပြီးလေ့လာကြည့်ပါနံပါတ်2ချက်ကတော့ social media သုံးတာကိုခဏရက်ကြည့်ပါ Facebook တွေ Instagram တွေ TikTok တွေမှာသူများတွေပျော်ရွှင်နေတာအောင်မြင်နေတာတွေတွေ့ရင်လူစိတ်ကအလိုလိုကိုတိမ်ငယ်စိတ်ဝင်လာတတ်ပါတယ်။ဒါကြောင့်ကိုသူတစ်ပါးနဲ့ဘယ်တော့မှသွားမနိုင်ရှင်ပါနဲ့။လူတိုင်းကတယောက်နဲ့တယောက်အောင်မြင်မဲ့အချိန်နဲ့မတူညီပါဘူး။ဒါကြောင့်ကို့အချိန်နဲ့ကိုပဲရှေ့ဆက်သွားပါ။နောက်ဆုံးအရေးကြီးတဲ့တစ်ချက်ကဒီကနေ့ကိုပဲအာရုံစိုက်ပါ။စကားပုံတစ်ခုရှိပါတယ်အိမ်မက်ကြီးတွေမက်ပြီးစဉ်းစားနေမယ်စားနေ့စဉ်နေ့တိုင်း100%တိုးတက်ဖို့ပဲအာရုံစိုက်ပါတယ်။ဆိုလိုချင်တာကနေ့စဉ်နေ့တိုင်းတိုးတက်နေဖို့ပဲလိုပါတယ်။နောက်9နှစ်10နှစ်မှာဘာဖြစ်လာမယ်ဆိုတာကြီးခေါင်းရှုပ်ခံပြီးစဉ်းစားနေမယ်စားနေ့စဉ်ဘာလုပ်ရမလဲဆိုတာပဲစဉ်းစားပါအလို့တေးသေးမမအစအနေဆုံးပြီးအောင်လုပ်ကြည့်ပါအဲ့လိုအမှုချင်းရပဲတင့်ကိုလမ်းကြောင်းမှန်ဖို့ဆွဲခေါ်သွားပါလိမ့်မယ်တကယ်တော့လမ်းပြောင်းနေတယ်ဆိုတာလမ်းမှန်ဖို့ပြန်ရောက်ဖို့အခွင့်အရေးပေးနေတယ်ဆိုတာကိုလုံးဝမမေ့ပါနဲ့ကျိုးစုံစားရှိမယ်လို့မျှော်လင့်ပါတယ်အဆင်ပြေကြပါစေ